ဆိုအားလုံးပဲမင်္ဂလာပါဘာလို့ကြားရဒီကိုပြန်လဲကြိုဆိုလိုက်ပါတယ်ဒီတစ်ခေါက်ကကျွန်တော်ဖန်ရောက်တယ်ဘယ်နှခေါက်မြောက်မှတော့မသိဘူးเนาะရှေ့တစ်ခေါက်တွေကတော့ကျွန်တော်လာတဲ့တပုတ်ရိုက်တယ်ဒီနားဟိုနာရှောက်သွားကြည့်တယ်ပြန်တယ်ဒီတစ်ခေါက်ကတော့ကျွန်တော်လေစီရဲ့ experience ယူမယ်ဆိုပြီးတော့အလုံးဝအင်းကိုသွားတယ်လေစီရဲ့ဟိုနာဒီနာလေးရှောက်ကြည့်တယ်တပုတ်ရိုက်လို့ကောင်းမယ် sport လေးကြည့်ရဆိုအလုံးအင်းမှာကကိုနဲ့တူဖော်တယောက်ပါသွားတာတို့အဲ့လိုကိုကောင်မလေးနဲ့သွားမျိုးမှာဆိုရင်တော့အဲ့လိုဟိုအလှပုံလေးရိုက်လို့ကောင်းတယ်တယောက်တည်းကြတော့ဆိုရောက်ခဲ့ရဆိုတော့ဗီဒီယိုလေးပဲလုပ်ခဲ့ပါတော့ဆိုအလုံးရင်းနေပြန်လာပြီးတော့ဟိုတယ်မှာနားနေပဲရှိတယ်ဒီမှာရှိရကြောက်တဲ့ငယ်ချင်းကနေတော့အားရတိုင်းရဲ့မျိုးမှာအဲ့လိုဆန်းကြောင်လေးတစ်ခုခေါ်သွားပဲပေါ့နော်ဒီဖန်မှာ hidden place ပုံစံမျိုးနေရာလေးဆိုတော့နည်းနည်းတော့နောက်ကျနေပြီ9နာရီခွဲတော့မယ်ဆိုတော့အဲ့တော့တွားကြည့်ချင်တယ်ဆိုတော့ဒီတစ်ခါကကျွန်တော်ရက်တူလေးပဲလာတာဆိုတော့တွားကြည့်ချင်တယ်ရှောင်းရင်တော့မှောင်မလားလင်းမလားလှနေမလားလိုနေဝင်သွားလို့နေဝင်သွားလို့အဲ့လိုမလာတော့ဘူးဆိုတော့ခံစားချက်မျိုးရှိမှာဆိုတော့ကျွန်တော်လည်းတူတွားကြည့်ရ let's go ကျွန်တော်တကယ်ကြီးရုံရှိလို့ဆိုပြီးတော့အမလာမယ်ကျွန်တော်တကယ်ချင်းပေါ်လာတဲ့ cycle နဲ့ကျွန်တော်ပို့ပြီးတော့တွားကြည့်မယ်ဘယ်လိုလေးရှိမှာဆိုတော့ဆိုကျွန်တော်ဟိုတယ်ကနေပြီးတော့ဒီresident ပဲအမှတ်ထားပါတော့အဲ့ကနေပြီးတော့ဒီနေရာကိုလာဖို့ဆိုရင် cycle နဲ့ဆိုရင်maybe around 25 minute လောက်တော့လာတယ်တကယ်လုံးဝ hidden place ဆိုတဲ့အတိုင်းပဲဆိုင်ဘုတ်ပါညာမရှိဘူးကော့ကတောင်ကူနာလောက်ကနေပြီးတော့နီနီဆက်ဆက်ဆိုတော့ကော့ကတောင်ကူဒီအိုက်လိုင်းကူဆိုတော့ဆိုင်ဘုတ်နာကနေပြီးတော့ဒီနာလောက်ထိကိုနောက်ထပ်ဆိုင်ကနေဆိုရင်9မိနစ်လောက်9မိနစ်10မိနစ်လောက်တော့မောင်းသွားတယ်ဆိုလမ်းမရမှာဆိုင်ဘုတ်တွေပါမရှိဘူးအိုက်လန်နဲ့ဝင်လာတယ်ဆိုရင်တော့ရွှေလင်းမြိုင်ဆိုတဲ့ဒီဆိုင်ဘုတ်ရှိတယ်ဒါပေမဲ့လူအများကြီးမသိတာလည်းကောင်းပါတယ်ဆိုတော့သူကဟောအတိုင်းလေးကပြတ်သွားမှဆိုလို့ပေါ့နော်ဆိုတော့ရှိမှမြင်ရတဲ့အတိုင်းဝင်ပေါက်လေးကလည်းတိတ်တိတ်လေးဆိုတော့အထိုင်လည်းတော်တော်လေးဝင်ရတယ်ဆိုတော့ရှမ်းလိုက်တော့ဆက်ပြီးလိုက်ကြည့်လိုက်ပေါ့ဟိုးဘာချမ်းပြန်ညုံညွန်ပြထားနေတာမှလည်းအိမ်လေးတော့ရှိတယ်ဆိုတော့ဒီဘက်ကတော့လူနေမှာမဟုတ်တော့ဘူးနော်ဆိုတော့ဒီကိုလာခြင်းနဲ့ဆိုရင်တော့8လပိုင်းမိုးကုံလောက်ပေါ့နော်သူစိတ်ရည်ဖြစ်တဲ့အတွက်8လပိုင်းမိုးကုံလောက်လာဆိုတော့ sound fine ပေါ့နော်တကယ်ဆိုတော့မြင်လိုက်တဲ့အချိန်မှာဝါဝဲရှိဟာကြည့်ပြီးတော့စိတ်နေတာပေါ့နော်ဆိုတော့ဒီမှာလာပြီး AC ချစ်လို့ကောင်းတော့လောက so fine ပဲ okay ဆိုတော့ဒီ hidden place ကိုလာတဲ့ video လေးကိုဒီမှာပဲရှင်းထားခွင့်ပြုပါနည်းနည်းပိုင်းဆိုတော့ချင်းတော့အရင်ကြိုက်ပဲဆိုတော့ရှေ့အဝင်နေအညာရှေ့ချောင်းလိုက်အောင်မယ် peace off